ကဲအားလုံးပဲတူတီချစ်တဲ့ပြည်သက်ကြီးကိုကျွန်တော်အခုခဏန်းလေးပေါ့ဗျာနည်းနည်းလေးစိတ်ထဲရှိတာလေးလာပြောတာကြိုက်ရင်လည်းယူထိုးမကြိုက်ရင်လည်းပဲယူမသုံးနဲ့ပေါ့နော်ကျွန်တော်မနေ့ဖြန်ဗုဒ္ဓဟူးနေ့ပေါ့နော်28ရက်တလ2026ကျွန်တော်ဘယ်လိုပြောကြိုက်တဲ့ခဏန်းလေးကတော့ကျွန်တော်ကြိုက်တာကတော့ဝမ်းချင်းပြောရမယ်ဆိုရင်တော့83ဝမ်းချင်းပေါ့ဗျာကျွန်တော်ကြိုက်တယ်83ဝမ်းချင်းဟိုမှာကျွန်တော်ကြိုက်တဲ့ခဏလေးရွေးပြပါဆိုလို့ရှိရင်တော့ရှင်းနှစ်ကရှင်း9ရဲ့ရှင်း4ပေါ့ဗျာ3ခွက်3နဲ့ပတ်သက်ပြီးရွေးပါဆိုလို့ရှိရင်တော့35ရဲ့3ခွန်ရဲ့ကျွန်တော်အတက်ပေါ့ဗျာ30 30ပေါ့အားလေးကြိုက်တယ်ပြည်ကြီးတို့ကြိုက်တော့ရင်ယူဆော့ပါယူ3ပါကျွန်တော်ကတော့ဒါလေးလာပြီးတော့ပြောပြကျွန်တော်လည်းပဲဒါလေးထိုးမယ်ပေါ့ဒါကူမှစပြီးတော့စိတ်ကူးလေးရှိတာပြောတာပေါ့ဗျာအဲ့လိုမျိုးပဲကြိုင်ထိုးမကြိုင်မထိုးနဲ့ဒါပဲဒါလေးပဲပြောတာနော်မှတ်မိလားရှင်းနှစ်ကရှင်း9ရဲ့ရှင်း4ရဲ့30ရဲ့3ခွန်ရဲ့35ရဲ့ဝန်းကျင်က83နော်မာစတာကီးတွေဘာတွေဆိုရင်တော့တိတလောက်တက်တလောက်ပြောရရင်တော့တုံညာခွန်ဗျအားတော့ကြိုက်တယ်မှန်လဲမှန်တော့ဗျာမှားရင်လည်းမှားတယ်ပေါ့မှန်လဲကန်မှားလဲခံပေါ့နော်ဒါပဲရှိရတယ်ကိုယ်တိုင်းလည်းသိတယ်မှာမဟုတ်တာအဲ့ဒီရန်ထိုးမှန်ထိုးဒါမှပဲကြိုက်တွင်းတော့ယူစော့ပါဗျကျွန်တော်လည်းတက်နိုင်တယ်လို့ဒါလေးပဲပြောတတ်တယ်ဒါလေးပဲလုပ်ပေးနိုင်တယ်ပေါ့ဟိုတူတီဝါသနာရှင်ဒီကိုများမိဘများပေါ့မောင်နှမများပေါ့ကိုမမများတော့အဲ့လိုမျိုးဘလောက်ပါ